စီတိုင်းပေါ်မှာလည်းဒီနှုတ်ပတ်တော်ကြောက်ပါစေခမည်းတော်သည်ငါသည်ခမည်းတော်ကိုတောင်းရခမည်းတော်သည်တမန်တရားကိုပြသောဝိညာဉ်တော်ဒီဟုသောတပါးလိသောဥပဒေဆရာကိုတင်တို့နဲ့အတူအစင်မပြတ်တည်နေစေခြင်းကတင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကိုလောကီသားတို့သည်မသိမမြင်သောကြောင့်မခံယူနိုင်ကြထိုဝိညာဉ်တော်သည်တင်တို့နဲ့အတူတည်နေ၍တင်တို့၌ရှိတော်မူသောကြောင့်တင်တို့သည်သိရကြ၏ဒီကနေ့ဝိညာဉ်ဖျားကမမြင်ရပါဘူးဒါပေမဲ့ဒီဖျားရှိနေတယ်ဆိုတာကိုသိတဲ့လူတွေကဒီဖျားစီဒီဖျားကိုခေါ်တယ်ဒီဖျားနဲ့အတူသွားတယ်ဒီဖျားနဲ့အတူမိတ်တာဖွဲ့တယ်ဒီဖျားနဲ့အတူစားတယ်ဒီဖျားနဲ့အတူသွားလာနေပါတယ်ဒီဖျားကကျွန်တော်တို့ကိုယ်ကားတယ်ကျွန်တော်တို့စောင့်ရှောက်တယ်ကျွန်တော်တို့ကြမ်းမရှင်းပေးတယ်ကျွန်တော်တို့အောင်မြင်ရှင်းပေးတယ်ကျွန်တော်တို့ကြွယ်ဝရှင်းပေးတယ်လိုအပ်တဲ့အရာတွေကိုမဆနေတဲ့ဖျားဖြစ်တယ်နော်ဒါပေမဲ့မမြင်ရပါဘူးမမြင်ရတဲ့ဖျားကမမြင်ရတဲ့ကောင်းကြီးတွေကိုကျွန်တော်တို့ရှာပေးနေပါတယ်နော်ဖျားသခင်ကမမြင်ရပေမဲ့အရာခတ်တဲ့ကိုဖန်ဆင်းတဲ့ဖျားဖြစ်တဲ့ကြောင့်လူတွေကိုဖန်ဆင်းတဲ့ဖျားဖြစ်တဲ့ကြောင့်လူတွေမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုတတ်နိုင်တဲ့ဖျားဖြစ်ပါတယ်ဖျားသခင်မတတ်နိုင်တာဘာမှမရှိဘူးဘာယောဂပဲလာယေရှုနာမအပြင်ယောဂအလုံးပြောက်ပါတယ်နော်အဲ့ဒီဖျားကကျွန်တော်အနာမှာအမြဲတမ်းရှိပါတယ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်အနာမှာအမြဲတမ်းရှိနေပါတယ်နော်အဲ့တော့ဖျားခမည်းတော်ကတော့တန်ရှင်သောဝိညာဉ်တော်ကသုံးပါးတဆူမဟုတ်ပါဘူးတဆူဒီသောဖျားဖြစ်ပါတယ်သူအရှင်ကာလနဲ့ခွဲပြီးတော့ဟိုနေရာဒေသမှာဒီသူ့နေရာသူယူပြီးတော့တဆူဒီတော့ဖះကနာမည်ပြောင်းပြီးတော့လှုပ်တော့တာပါခမည်းတော်အချိန်ကာလမှာခမည်းတော်နေရာကိုယူပြီးတော့လှုပ်တယ်ဒါတော့လူသားတွေကယ်ဖို့အတွက်ဒီလောကကြီးကိုဆင်းလာတဲ့ခါမှာလူစားတိခံတဲ့ခါမှာဘုရားသားတော်ဆိုပြီးတော့အသွင်ယူပြီးတော့လောကကြီးကိုဆင်းလာတယ်ပြီးတော့တောင်းကင်ဘုံပြန်တက်တော့တဲ့ခါမှာတန်ရှင်သောဝိညာဉ်တော်ကိုပြန်လွှတ်လိုက်တယ်အဲ့ဒီဘုရားကတဆူဒီတော့ဘုရားပဲဖြစ်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်ဒါကြောင့်ဒီယေရှုခရစ်တော်ဘုရားဘာပြောလဲဆိုတော့လူသားအလုံးကိုကယ်တင်ခြင်းနဲ့ဘုရားလူသားအလုံးရှစ်တဲ့ဘုရားဖြစ်တယ်ခရစ်ယာန်ဆိုတာဟိုးအရင်ကတည်းကရှိတာမဟုတ်ပါဘူးယေရှုခရစ်တော်ကြွလာပြီးတဲ့နောက်ပိုင်းမှာယေရှုခရစ်တော်ကိုယုံကြည်တဲ့လူကခရစ်ယာန်လို့သမုတ်ခံလိုက်ရတာဖြစ်ပါတယ်နော်အဲ့တော့ခရစ်ယာန်ဆိုတာကဘုရားသားဘုရားသမီးပါပဲနော်အဲ့တော့ယေရှုခရစ်တော်ကဘာပြောခဲ့လဲဆိုတော့ယောဟန်7မှာနော်ယောဟန်7 25 26မှာရှောင်းခရစ်ခိုင်း7 25 26မှာယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်ငါကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်းသေခြင်းနဲ့အစင်မပြတ်ကင်းလွန်ကြလိမ့်မည်ငါကိုယုံတော်လို့ဟုမေးတော်မူလေမာသကဟုတ်ပါ၏သခင်လို့ပြောယေရှုကဘာပြောငါထမြောက်ခြင်းအကြောင်းတဲ့အသက်ရှင်ခြင်းအကြောင်းဖြစ်တယ်တဲ့ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်ယေရှုခရစ်တော်ကိုယုံတဲ့လူကသေရင်လည်းပြန်ရှင်မယ်တဲ့တဘောကတော့ယေရှုခရစ်တော်ကိုယထားတဲ့လူကဘယ်တော့မှမသေတော့ဘူးနော်ငါကိုယုံကြည်ရဲ့အသက်ရှင်သောသူရှိသမျှတို့သည်လည်းသေခြင်းနဲ့အစင်မပြတ်ကင်းလွန်ကြလိမ့်မည်ယေရှုခရစ်တော်ကိုယုံကြည်ပြီးအသက်ရှင်တဲ့သူတွေအားလုံးကသေခြင်းနဲ့လုံးဝကင်းလွန်တော့ပြီသေခြင်းနဲ့ကင်းလွန်တော့ပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှာငရဲဆိုတာမရှိတော့ပါဘူးဘာဖြစ်လို့လဲကျွန်တော်မှာသေခြင်းဆိုတာမရှိတော့ဘူးဘာပဲရှိလဲခရစ်တော်နဲ့အိပ်ပျော်ခြင်းပဲရှိတယ်ခရစ်တော်မလာခင်ကျွန်တော်အိပ်ပျော်ခြင်းအိပ်ပျော်သွားလိမ့်မယ်ခရစ်တော်လာတဲ့ဒီကျွန်တော်မအိပ်ပဲအသက်ရှင်နေဒီတိုင်းပါသွားမှာဖြစ်တယ်ဒါပေမဲ့ခရစ်တော်မလာခင်မှာကျွန်တော်အိပ်ပျော်သွားရင်တော့ခရစ်တော်လာရင်ပြန်နိုးမှာဖြစ်တယ်ကျမ်းစာတစ်ပတ်ကြည့်အောင်ယေရှုနဲ့အိပ်ပျော်ခြင်းနော်တသက်လုံးနဲ့ဩဝါဒစာပထမဆုံးတသက်လုံးနဲ့ဩဝါဒစာပထမဆုံးအခန်း73ကနေ78ကိုတယောက်ဖတ်ပေးပါနော်အတန်ကောင်းကောင်းလေးနဲ့အားလုံးကြားအောင်တက်တာလုံးနဲ့ဩဝါဒစာပထမဆုံးအခန်းကြီး4အခန်းငယ်73ကနေ78တိမျောလင်းခြင်းမရှိသောအခြားသူတို့သည်ဝမ်းနည်းကဲ့သို့သင်တို့သည်ဝမ်းနည်းမိကြောင်းအိပ်ပျော်သောသူတို့၏အမှုရာကိုမသိဘဲနေစေခြင်းလား
ငါတို့လိုမရှိယေရှုသည်တေပြီးမှတဖန်ထမြောက်တော်မူသည်ကိုငါတို့သည်ယုံလင်ထို့နည်းတူယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နှင့်တူဖျားသခင်ပို့ဆောင်တော်မူလိမ့်မည်သခင်ဖျားဤဓာတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကသခင်ဖျားကြွလာတော်မူသောအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့ရဲ့အရင်အဦးနေရာကြရကြမည်မဟုတ်သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်ဤတကိုးတော်ကိုမုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တေလိုသောသူတို့သည်အဦးထားမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်ပါမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဖျားနှင့်အတူအစဉ်မပြည့်နေရကြလိမ့်မည်တို့ဖြစ်၍ဤစကားများအဖြစ်အချင်းချင်းတရားကိုတရားတက်တာစေကြလော့အာမင်ဟဲ့ဖတ်တော့တဲ့ချမ်းချမ်းဖျားရှင်ကောင်းကြီးတော်ညီကိုရောမျောလင့်ခြင်းမရှိတော့အခြားသူတို့သည်ဝန်းနေတကယ်တော့သင်တို့သည်ဝန်းမနေမြအကြောင်းအိပ်ပျော်သောသူတို့၏အမှုအရာကိုမသိဘဲနေစေခြင်းကငါတို့အလိုမရှိယေရှုသည်သေပြီးမှတဖန်ထမြောက်တော်မူသည်ကိုငါတို့သည်ယုံလျင်ထိုနည်းတူယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နဲ့တူဖျားသခင်ပို့ဆောင်တော်မူလိမ့်မည်တဲ့ကျွန်တော်မသေးတော့ဘူးကျော်ဆန်းသူ့ကိုယုံကြည်တဲ့သူအားလုံးကမသေးတော့ဘူးဒါမှအိပ်ပျော်တာပဲရှိတယ်နော်ယေရှုကသေပြီးမှတဖန်ထမြောက်တယ်ဆိုတာကိုယုံရင်တဲ့ယေရှု၌အိပ်ပျော်တဲ့သူတွေလည်းအဲ့ဒီသခင်နဲ့အတူပို့ဆောင်ခြင်းခံရမယ်ယေရှုခရစ်တော်ကြွလာတဲ့နေ့မှာကျွန်တော်တို့ပြန်နှုံးမှာဖြစ်တယ်ဘာလောက်ကြာမလဲတဲ့ဘာလောက်မှမကြာဘူးနော်အဲ့ဒါတော့မှနိုင်ဝဲလောက်ပဲအိတ်ရှိအဲ့ရမှာနော်အိပ်ပျော်သွားရင်တော့မှဘာဖြစ်လို့လဲဆိုခရစ်တော်ဘုရားသခင်ရဲ့တရက်ကားတဲ့ကျွန်တော်တို့လောကကြီးရဲ့နှစ်တစ်ထောင်နဲ့ကိုက်ညီတယ်ကျမ်းစာထဲမှာရေးတာလောကရဲ့အနှစ်တစ်ထောင်ကခရစ်တော်မှာဘုရားသခင်အတွက်တရက်ပဲရှိတယ်တရက်ပဲရှိတယ်ဆိုတော့ဒီတမန်ကျမ်းစာရေးတာနော်ဒီတမန်ကျမ်းစာရေးခဲ့တဲ့အချိန်က2ရက်ပဲရှိတယ်အခုမှနှစ်တစ်ထောင်ပဲရှိတယ်နော်အဲ့တော့ကျမ်းစာမှာဘာကျမ်းစာဘက်ကဘာရေးထားလဲဆိုတော့ယခုအချိန်ကာလဒီနောက်ဆုံးသောကာလဖြစ်တယ်လို့ပြောတယ်နောက်ဆုံးသောကာလပြောတယ်ဒါ2ရက်ပဲရှိသေးတယ်နော်ကျမ်းစာရေးတာကျမ်းစာရေးတာလောကရဲ့နှစ်တည်းဟိုနဲ့ရေးတာမဟုတ်ဘူးဘုရားသခင်ရဲ့အချိန်နဲ့ရေးတာအဲ့တော့ဘုရားသခင်ကြွလာမယ်ဆိုတာလေယခုကာလဒီနောက်ဆုံးသောကာလလို့ပြောတဲ့အတွက်ကြောင့်ကျမ်းစာရေးတာ2ရက်ပဲရှိသေးတယ်ဒီနေ့ဒီအချိန်မှာရောက်ရှင်ရောက်လာမယ်မတော်တဆဒီအချိန်မှာကျွန်တော်ကားတဲ့လို့တခုပြီးတော့ဒီမှာကျွန်တော်မသိဘူးအိပ်ပြောတာယေရှုကမနေ့ကကြောက်လိုက်ကြော်ဆန်းပြန်ရှင်ပြန်ထမယ်အဲ့တဲ့နေရာပြန်ထမှာဖြစ်တယ်နော်ဒါကြောင့်ယေရှုသည်သေပြီးမှထမြောက်တော်မူသည်ကိုငါတို့သည်ယုံလျင်တဲ့ထိုနည်းတူယေရှုနဲ့အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နဲ့အတူဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်သခင်ဘုရား၏ဓာတိတော်အပြင်တခါငါဆိုသည်ကသခင်ဘုရားကြွလာတော်မူသောအခါအသက်ရှင်၍ကြံကျွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အုပ်နေရာကြာရကြမယ်မို့အသက်ရှင်နေတဲ့လူတွေကတော့ကျွန်တော်ကအခုချိန်မှာအိပ်ပျော်သွားတယ်ဆိုရင်ခရစ်တော်ကြွလာရင်အရင်ဆုံးခရစ်တော်စီစဉ်မှာကျွန်တော်ကအရင်ရောက်မှာခင်ဗျားတို့ကဒီမှာအသက်ရှင်နေဆိုရင်ကျွန်တော်နောက်မှရောက်လာမှာဖြစ်တယ်နော်ခရစ်တော်နဲ့အိပ်ပျော်တဲ့လူကအရင်ဆုံးရှင်ပြန်ထမ်းမယ်မှာဖြစ်တယ်နော်သခင်ဘုရားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဘုရားသခင်တဘိုးတော်ကိုမှုတ်ခြင်းနဲ့တကွာကောင်းကင်ဘုံမှာကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အူထမြောက်ကြလိမ့်မည်ဟာလေလုယာအာမင်နော်ခရစ်တော်ကိုယုံကြည်ပြီးယေရှုခရစ်တော်ကိုယုံကြည်ပြီးအိပ်ပျော်နေတဲ့လူတွေပထမဦးဆုံးထမြောက်မှာဖြစ်တယ်ဒါကြောင့်ငါ့ကိုယုံကြည်ရဲ့အသက်ရှင်သောသူရှိသမျှတို့သည်သေခြင်းနဲ့အစဉ်မပြတ်ကင်းလို့မယ်ဆိုတာကျွန်တော်တို့အခုကလေးကအဲ့ဒီအရာကိုရထားပြီသေပြီးမှသာဝရတက်ရတာမဟုတ်အခုကလေးကသာဝရတက်ကိုရတာဖြစ်တယ်သာဝရတက်ဆိုတာသေပြီးမှမဟုတ်ဘူးအခုသူ့ကိုယုံကြည်တဲ့အချိန်ကစပြီးသာဝရတက်ကိုရမှာဖြစ်တယ်နော်သဘောပေါက်တယ်နော်ဘာမှမတွင်နဲ့ဘာပဲဝင်လာငါသာဝရတက်ကိုရတာပြီးတော့ကြည့်ကြနော်ယေရှုတင်တဲ့ကိုတို့သာပြောဘုရားရှင်ကအနာမရှိတဲ့အမြဲတမ်းအနာမရှိတဲ့ဘုရားဖြစ်တယ်ကောင်းပြီနောက်တစ်ချက်ကြည့်ရအောင်ရှင်မသက်ခင်အခိုင်29နဲ့ရှင်မသက်ခင်အခိုင်29 50နဲ့53မှာ
ကျင်းစံလျက်ရှိသောတချင်းသူတို့၏အလောင်းများတော်တို့ထားကြ၍ကိုရောရှင်ပြန်ထမ်းတော်မူသည်နောက်ကိုသူတို့သည်တင်းဆိုင်ထဲမှထွက်၍တန်ရှင်းသောမြို့တို့ဝင်ပြီးလေလူများစွာတို့အားထင်ရှားကြ၏အာမင်ရပြီဘုရားဖျားရှင်ကောင်းကြီးပေးပါစေသင်ဆိုင်တွင်တို့သည်ပွင့်လင်းသဖြင့်ကျင်းဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထားကြ၏ဘယ်အချိန်မှထားရလဲဆိုတော့ယေရှုခရစ်တော်ဖခင်လက်ဝါးကားတိုင်မှာအသေးခံပြီးရှင်ပြန်ထောက်မြတ်တဲ့အချိန်ဟာသူ့ကိုယုံကြည်ရလူတွေပြန်ရှင်တဲ့အချိန်ပဲတင်းတန်းတင်းကနေနော်အဲ့ဒီ52ကိုကြည့်တဲ့အခါမှာတွေ့ရလေထိုအခါဗိမာန်တို့၏ကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်စုပ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်လည်းကွဲပြားကြ၏အဲ့တော့တင်းကျပ်မင်းတို့သည်ပွင့်လေသဖြင့်ကျင်းဆက်လေရှိတော့တန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထားကြ၏ကိုရောထမြောက်တော်မူသည့်နောက်သူတို့သည်တင်းကျပ်တွင်မှထွက်၍ခရစ်တော်ဘုရားသုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့အခါမှာတင်းကျပ်တွင်ဟာမရှိနေတဲ့ယုံကြည်သူတွေလည်းထမြောက်ပြီးတော့မြို့ထဲကိုသွားကြတယ်ဝိညာဉ်တစ်ခုတည်းမဟုတ်ဘူးနော်ကိုယ်ခန္ဓာပါထမြောက်တာဖြစ်တယ်ကိုရောထမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်းကျပ်တွင်မှထွက်တန်ရှင်းတော်မြို့ထဲသို့ဝင်ပြီးလူများစွာတို့အားထင်ရှားစွာပြကြ၏ငါတို့မသိဘူးခရစ်တော်နဲ့အိပ်ပျော်နေတာယေရှုခရစ်ရှင်ပြန်ထမြောက်တယ်လို့သူ့ကိုယုံကြည်တဲ့လူတွေအားလုံးပြန်လဲရှင်ပြန်ထမြောက်ရှင်ကိုရပါတယ်။ဒါကြောင့်ခရစ်တော်ပြောတာရှင်းတယ်ငါ့ကိုယုံကြည်၍အသက်ရှင်တော်သူရှိသမျှတို့သည်လည်းသေခြင်းနဲ့အစင်မပြတ်ကင်းလုံးလေလို့ပြောတယ်။ဘယ်ရှိမှကင်းလုံးလဲအခုကလေးကသေခြင်းနဲ့ကင်းလုံးနေပါလိမ့်။ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်လာဇွန်တခုဖြစ်လို့ဒီခေါ်ရဲဆိုရင်အဲ့ဒါတည်တော့တာမဟုတ်အိပ်ပျော်နေတာခရစ်တော်လိုက်ခရစ်တော်ကြွလာတဲ့ချိန်ကျွန်တော်ပြန်လို့မှာဖြစ်တယ်နော်ခရစ်တော်လာနှိုးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာလောကကြီးမှာအသက်ရှင်နေခါမှာလည်းယခုဘဝနောဘဝအတွက်စိတ်ရှောင်မှုနဲ့တွားနေတာဖြစ်တယ်ဘုရားရှင်ကဂတိတည်တဲ့ဘုရားသစ္စာရှိတဲ့ဘုရားဖြစ်တယ်သူပေးထားတဲ့ဂတိဘယ်တော့မှမဖျက်ဘူးသစ္စာရှိတဲ့ဘုရားအခုနော်အင်္ဂလိပ်ပြောတော့သစ္စာရှိတဲ့ဘုရားဒီဘုရားကအန်အော့ဖွယ်တိုင်ပင်ဖက်တကူကြီးတဲ့ဘုရားထာဝရအပငြိမ်သက်ရှင်လို့ပြောတယ်လူတွေနဲ့တော့မတိုင်ပင်ပါနဲ့ဘုရားသခင်နဲ့တိုင်ပင်ပါဘုရားသခင်စီမှာကျွန်တော်တို့အတွက်အကောင်းဆုံးအကြံစီရှိပါတယ်ငါ့ကိုခေါ်ပါငါထူးမယ်တဲ့ခရစ်တော်ကိုဒီဘုရားသခင်ကသူ့ရဲ့တယ်လီဖုန်းက24နာရီဖွင့်ထားတယ်ကျွန်တော်တယ်လီဖုန်းကပိတ်ရှင်းပေးမယ်သူ့ဖုန်းကဘယ်တော့မှမပိတ်ဘူးကြိုက်တဲ့အချိန်ခိုးလို့ရတယ်ကြိုက်တဲ့နေရာမှာခိုးလို့ရတယ်ကြိုက်တဲ့နိုင်ငံမှာခိုးလို့ရတယ်ဘာဖြစ်လို့လဲဘုရားသခင်ကနေရာတိုင်းမှာရှိတယ်ဘုရားအေမာနွေလဘုရားနေရာတိုင်းမှာရှိတယ်တင်တို့နဲ့အတူငါရှိတယ်ဘုရားနော်ဘယ်အချိန်ရှိမလဲကကဘာကုန်တိတောင်ရှိမယ်တင်းအနားမှာငါရှိတယ်လို့ပြောတယ်တင်းတော်လျာနေရာတိုင်းမှာငါရှိတယ်လို့ပြောတယ်ဘုရားဖြစ်တယ်အဲ့တော့ကြိုက်တဲ့နေရာတော့ပါကြိုက်တဲ့နေရာမှာရှိတယ်ကြိုက်နိုင်ငံတိုင်းမှာရှိတယ်အိမ်တိုင်းမှာရှိတယ်ခင်ဗျားတို့ကျွန်တော်တို့အခုပြန်သွားရင်ပြက်ကလေးလေးကိုနှံကြည့်လိုက်ပါအဲ့ဒါယေရှုခရစ်တော်ရဲ့အသက်ရှင်နေကြောင်းပြတာပဲအသက်မရှိတဲ့တက်ကလေးတစ်ခုကိုဘယ်သူမှမသုံးပါဘူးအသက်ရှိနေတဲ့တက်ကလေးဖြစ်တဲ့အတွက်ကြောင့်အသုံးပြုနေတာဖြစ်တယ်မွေးနေ့လုပ်တယ်ဆိုတာတည်တဲ့လူမွေးနေ့လုပ်တာကြောက်ဘူးလားဘယ်သူမှမလုပ်ဘူးတည်တဲ့လူကအသက်ရှင်တဲ့လူမှမွေးနေ့လုပ်တယ်ယေရှုခရစ်တော်ဘုရားခရစ်စမတ်ဆိုတာခရစ်တော်ရဲ့မွေးနေ့ကိုကြိုဆိုနေကြတာဖြစ်တယ်လာတော့မကြခင်နော်2000နဲ့73ကိုကူတော့မယ်ဘာဖြစ်လို့လဲအသက်ရှင်နေတဲ့ဒီဘုရားအသက်ရှင်တဲ့ဘုရားကနိုင်ငံတိုင်းနေရာတိုင်းမြို့ရွာတိုင်းအိမ်တိုင်းမှာရှိတယ်ဘုရားဖြစ်ပါတယ်မိစမ်းကြည့်ပါခေါ်ကြည့်ပါငါ့ကိုကောင်းမှလက်ခံပါမိစမ်းကြည့်ပါမကောင်းရင်လက်မခံပါနဲ့ဘုရားရှင်တိတ်ကောင်းမြတ်ပါတယ်နော်မိစမ်းမှာကိုယ်ရမိစမ်းမှာတည်တယ်ဒါကြောင့်အားလုံးမိစမ်းကြည့်ပါလို့ကျွန်တော်ပြောပြရစီမိစမ်းလာတဲ့ခါမှသာအိုးတကယ်ကောင်းပါလားဆိုတာကိုသိလာမှာဖြစ်ပါတယ်နော်ဒါကြောင့်ဒီကနေ့အဲ့ဒီအမခံတဲ့ဖခင်ဂတိတည်တဲ့ဖခင်သစ္စာရှိတဲ့ဖခင်နဲ့ကျွန်တော်တို့အတူတူသွားကြပါစို့ရောက်စတဲ့ဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်